ဘာပေါ်မှာရုပ်အစိုးဆုံးလို့ဝေဖန်ခံရတဲ့ဖက်နှက်ကဘလို့လို့ကဘာကျော်ဖြစ်သွားအောင်လဲဒီဖက်နှက်ကိုတော့ကျွန်တော်တို့အားလုံးသိကြမှာပါဒီနေ့ခေတ်မှာကျွန်တော်တို့ခလေးလူကြီးမရွေတက်တောင့်တက်တာဖြစ်တဲ့ဖက်နှက်အဖြစ်နဲ့ကျွန်တော်တို့မှတ်ယူထားကြတဲ့ဖက်နှက်လို့ပြောရင်လည်းမမှားပါဘူးကျွန်တော်ဒီဖက်နှက်ဆက်ဆက်ထွက်တော့ကျွန်တော်တို့ပဇွန်တို့ခေါင်းနဲ့တူတယ်ဆိုပြီးတော့ဝေဖန်ကြတယ်ပြီးတော့နောက်တစ်ခုက fashion လောကရဲ့အစိုးဆုံးဖက်နှက်ပဲဆိုပြီးတော့ပဲကျွန်တော်တို့လှောင်ပြောင်ခဲ့ကြတယ်ပေါ့နော်ကျွန်တော်တို့ပုံမှန်တွေးတဲ့လူဆိုရင်တော့ဒီဖက်နှက်ကိုမထုတ်တော့ဘူးတခြားဒီဇိုင်းပြောင်းထုတ်မယ်ဆိုပြီးတော့တွေးမိမှာပေါ့နော်ဒါပေမဲ့သူတွေးတဲ့ပုံစံကအဲ့လိုမဟုတ်ဘူးသူရဲ့ slogan ကအစကကျွန်တော်တို့ ugly can be beautiful ဆိုပြီးတော့ရုပ်ဆိုးတာမှန်ပေမဲ့ငါဖက်နှက်ကတက်တောင့်တက်တာရှိတယ်ဒီဖက်နှက်ကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်ဆိုရယ် positioning တစ်ခုကိုသူယူသွားခဲ့ရပေါ့နော်ကျွန်တော်ဒီဖက်နှက်မှာအပေါက်လေးရှိတယ်အဲ့ဒီအပေါက်တွေမှာကျွန်တော်တို့အယုတ်လေးတွေကပ်ပြီးတော့မှလူငယ်တွေကြားထဲမှာ customize အဖြစ်နဲ့ဖန်တီးပြီးတော့စီးလာကြတာကိုတွေ့ရတယ်ပေါ့နော်ရွေးချယ်ရတာကိုကြိုက်တဲ့လူတွေကိုယ်တိုင်ဖန်တီးရတာကိုကြိုက်တဲ့လူငယ်တွေအတွက်ကကြတော့ဒီဖက်နှက်ကအရန်ကိုစိတ်ကြိုက်ဖြစ်ပြီးတော့မှ fashion ဆန်လာတဲ့ဖက်နှက်တစ်ခုဖြစ်နေမြင်လာရတယ်ပေါ့နော်ဒီ case study ကကျွန်တော်တို့ဘာလို့ example ပေးလဲဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာအားနည်းတဲ့အရာတွေရှိမယ်ဒီအရာတွေကိုကျွန်တော်တို့အားသာချက်ဖြစ်နေဘယ်လိုမျိုးပြုပြင်ပြောင်းလဲလို့ရလဲဆိုတာကိုသူ့ရဲ့အသွေးပိုင်းဆိုင်ရာတွေကနေပေးသွားတယ်ပေါ့နော်တွေ့ကိုအနေနဲ့ရောကိုယ့်လုပ်ငန်းအားနည်းချက်တစ်ခုကိုအားသာချက်ဖြစ်နေပြောင်းလဲခဲ့ကြဘူးလား comment ထဲမှာမျှဝေသွားလို့ရပါတယ်